ပြပေးမယ့် orbiter skill effect အကြောင်းကတော့ dot cs skill effect အကြောင်းပါစလိုက်ကြအောင်ဦးဆုံးကတော့ dry conference system ဆိုတဲ့ skill effect အကြောင်းပါဈေးဘက်သုံးစင်းလေးတွေကိုလမ်းကြောင်းအတိုင်းပြစ်လို့မှဖြစ်ပြီးတော့လမ်းကြောင်းတစ်ချောင်းအမြင်ရှိနေတာကအားတောင်းတင်မှဖြစ်ပြီးကိုယ်တင်မှရှိနေတာက heat ရဲ့ effect ပြီးမှာပါဦးလောင်အောင်100စက္ကန့်ပါနောက်တစ်ခုကတော့အဒနာပို့ပါအဒနာဆိုတာတော့မာလိုက်ပေါ့လို့ပါကိုယ်တင်သားနဲ့ကိုယ်ဒီတစ်ပိုင်းကို movement speed မြင့်နေမှာဖြစ်ပြီးတက်ရောတာကြားတယ်ပေါ့လို့ကျန်တဲ့ skill effect လို့ပြောလို့ရပါတယ်တော်တော်လေးမိုက်ပါတယ်ဦးလောင်အောင်တော့30စက္ကန့်ပါနောက်တစ်ခုကတော့ blinding gap ဆိုတဲ့ gap ပုံမျိုး guide တရားလာကိုပြည့်လို့မှဖြစ်ပြီးတော့ enemy ရှိပါအတူရောက်မှာပြီးတော့ကိုယ်တင်သားကိုကောက်စီလို့ရပါတယ်တမျိုးလေးတော့ကောင်းပါတယ်ကိုင်ကြပါနောက်တစ်ခုကတော့ switching ဆိုတဲ့ skill ပါ price ကိုကိုင်နေဆိုရင်တူရဲ့မြင်မြန်စေးလို့ရတဲ့ skill effect ဖြစ်ပါတယ်ဆိုရင်ဒါနဲ့ပါကွာလေဆိုတော့ skill effect တွေပဲကွာလာပါစီးရနေတာချင်းတော့အတူတူပါပဲဒီပြပေးခဲ့တာတော့ school ကတက်စေအကြောင်းနောက်ဗီဒီယိုမှာတန်ဖိုးပဲ shake ရဲ့ skill effect အကြောင်းရှင်းပြပေးပါမယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျာ See you